အားလုံးပဲမြင်လာပါနော်ဒီဘက်တော့ကျွန်တော်ဘတ်စာဖရိမ်လို့ဘတ်စာဖရိမ်ရှိအရင်ဘက်ကလည်းကျွန်တော်ပြခဲ့ပြီနော်ပေးရတယ်အရင်ဘက်ကလည်း3-3ညတက်တော့ပါဒါ3ညပဲလို့ဒါပေးခဲ့ပြီဆိုတော့ဒီဘက်မှာကျွန်တော် break line အရင်ဆောင်break line နဲ့အရင်ဆောင်ဆိုဒီဘက်မှာကျွန်တော်ဒီ92ရလို့သူကဘုံနေညနေမှာ92ရလို့ထွက်ပြီးသွားတာ ਨੇ သူနောက်ဘက်မှာလိုက်ထွက်တော့ဒီ9ပြည့်4539ပြည့်လိုက်ထွက်တယ်ဗောနော်မဘုံနေမှာညနေမှာ92ရလို့ထွက်တာ54 39လိုက်ထွက်ထားတယ်နော်ဒါလို့ဒီဘက်မှာကြည့်နေဘုံနေမှာ92ရထွက်ပြီးသွားရင်သူ့အောက်ဘက်မှာ54 63 81ဆိုရ9ပြည့်ထွက်ခဲ့တယ်ဗောနော်ဒါဆိုဒီ92ရလို့ထွက်ပြီးသွားရင်အဲ့ဘက်မှာဒီ63ရလို့9ပြည့်ဒီတော့တစ်ခွက်တည်းရိုက်ထားတယ်နော်ဆိုရင်ဒီဘက်မှာကြည့်ဒီ92ရလို့ဘုံညနေထွက်ပြီးသွားရင်81ဆိုရ9ပြည့်ထွက်ပြီးသွားတာဖြစ်တဲ့အတွက်ဒီဘက်မှာအခုလာမယ့်ဘက်မှာကျွန်တော်92ရလို့ရှိုက်ပြီးသွားတာ ਨੇ ဒီအောက်ဘက်မှာ9ပြည့်နော်သူဒါမဲ့အခုလာမယ့်ပွဲမှာ9ပြည့်ပေါ့နော်သူကအဲ့9ပြည့်မှာလာခဲ့တာဒီကျွန်တော်တို့သူကဘောလုံးမကြော်ပဲနဲ့လာခဲ့ရတယ်ပေါ့နော်ဘောလုံးကြော်မလာဘူးသူလာခဲ့တယ်ပေါ့ရှေ့အစင်လာတွေမှာဒီလိုလာခဲ့တယ်ပေါ့နော်ဒီမှာတော့ကြာလေးဖြစ်သွားတယ်ဒီမှာတော့ဘောလုံးကြော်မှာပေါ့နော်အဖြစ်နိုင်ဆိုတော့ဘောလုံးမကြော်ဘူးလို့ထင်ရတယ်ပေါ့ကိုယ်နောက်တစ်ချက်ကြာတော့ကျွန်တော်ဒီဒီမှာဒီ28ရလို့တောင်းကြနေနေ28ရလို့ထွက်ပြီးသွားတာ ਨੇ သူ့ဘောရဲ့တစ်ပင်နှစ်ပင်3ဘက်ကျော်3ဘက်မြောက်မှာဒီကျွန်တော်ရညနေထွက်တဲ့30ဆိုတဲ့ခန်းကတော့3ပြိပေါ့နော်အဲ30ဆိုတဲ့3ပြိကကျွန်တော်တို့နောက်တစ်ဘက်မှာ3ည3ဆိုပြီး3ပြိကိုကျွန်တော်ပြန်ရိုက်ပြီးတော့3ပြိဒါ break line ပေါ့နော်3ပြိကိုပြန်ရိုက်ပြီးဒါဆိုတော့ဒီမှာ28လို့တောက်ကြနေညနေထွက်ပြီးတော့ရင်သူတစ်ဘက်နှစ်ဘက်3ဘက်မြောက်မှာ1ဆိုတဲ့နှစ်ပြိအဲ့နှစ်ပြိကိုလည်းဒီမှာဘုံနေမှာ1ဆိုပြီးတော့ကျွန်တော်တို့နှစ်ပြိကိုကျွန်တော်ရိုက်ပြီးရေပေါ့နော်နှစ်ပြိရိုက်ပြီးရတယ်ဒါဆိုရင်ကျွန်တော်ဒီဘက်မှာ28ရလို့တောက်ကြနေညနေထွက်ပြီးတော့တယ်ဒီတစ်ဘက်နှစ်ဘက်3ဘက်ကျော်မှာ84ဆိုတဲ့နှစ်ပြိအဲ့နှစ်ပြိကလည်းဒီမှာဘုံနေညနေမှာပဲ48ရလို့ပြန်ရိုက်သွားတယ်ပေါ့နော်48ရလို့ကျွန်တော်ရိုက်ပြီးတော့ဒါဆိုအခုပွဲပေါ့အခုပွဲမှာက28ရလို့တောက်ကြနေညနေထွက်သွားပြီတစ်ဘက်နှစ်ဘက်3ဘက်မြောက်မှာ30ခွန်ဆိုတဲ့3ညဘရိတ်ကဒီနောက်ဦးလာမယ့်ပတ်မှာ3ညဘရိတ်အဲ3ညဘရိတ်မှာမှဘိုးကနန်းနဲ့မှကျွန်တော်ထည့်ပေးထားတယ်30ခွန်ဘရိတ်ပေါ့နော်ဒါကျွန်တော်ထည့်ပေးထားဒါတော့ break line တစ်ခုပေါ့ဒါကျွန်တော် break line တစ်ခုပေါ့နော်ဒီ break line ပြီးသွားပြီဆိုတော့ကျွန်တော်ပါလာ break line ပြီးတော့ပါလာမယ်ဆိုတော့ဒီအခွေနဲ့ပတ်သက်လို့လာမယ်ခွေနဲ့ပတ်သက်လို့လာမယ်ဆိုရင်ပြလိုက်နော်တော့ဆိုတော့ကျွန်တော်အဲ့ဒါတစ်ပတ်စာပဲရှာထားပြီးတော့
ခုဆိုင်ရတော့ဒီတနင်္လာနေ့ညနေမှာကျွန်တော်ကြံခဲ့တဲ့နေ့86ဝယ်လို့ထွက်တာ86ဝယ်လို့ထွက်ပြီးတော့လည်းသူ့အောင်ဘယ်မှာရှိတဲ့ဗိုလ်တော်ဦးနဲ့ဂျာလေးနဲ့ထွက်ခဲ့669ဆိုတဲ့အခု69အခုရှင်နောင်ဘက်မှာသူဗိုလ်တော်ဦးကျော်မလောက်ဘူးနော်ကျော်မလောက်69ဆိုပြီးရိုက်ထားတယ်ဆိုတော့ဂျာလေးနဲ့မှာ66ဆိုပြီးရိုက်ထားသူကပြောမှဆိုရင်နှစ်ကွက်ထွက်ပြီနော်အဲဒီဘက်မှာ80ကြောက်ရလို့တင်းလာညနေထွက်ထားပြီထွက်တိုင်းသူဒီဘက်မှာတော့ပြက်ပင်ရှိတယ်ပြက်ပင်ရှိတော့ဒီပင်ကိုကျွန်တော်အမှားရေးလိုက်ပါနော်ပြက်ပင်ရေးလိုက်တယ်ဒါကဒီဘက်မှာ86လို့ထွက်ပြီးတော့သူ့ရဲ့အောက်မှာဗိုလ်တော်ဦးလေးနဲ့ရာပဲထွက်ခဲ့9လေးခုရှိဆိုတော့အခုအဲ့ဒီအခုမှာ94 နော်ဘလို့မကြောထွက်ခဲ့တယ်48ကြာလေးမှာလိုက်ထွက်ပြီးဆိုတော့ဒီမှာတော့3ခွက်ထွက်ခဲ့တယ်ဗောနော်ဒီဘက်မှာကြာ86ထွက်ထားဆိုတော့3ညာ4ခုဆိုတော့3လုံးခုအဲ3လုံးကိုရတယ်ဒီမှာကြည့်မယ်ဆိုရင်90နော်90တကွက်90တကွက်ပဲထွက်ခဲ့တယ်ဗောနော်90တကွက်ထွက်ခဲ့ဒါတော့ကျွန်တော်ကြည့်မယ်ဒီဘက်မှာ86လို့ရပြီးတော့ဘို့ညအချင်းသားညနေမှာ9353အဲ့လေးလုံးကိုရ9353ညမှာ39ထွက်မယ်95ထွက်မယ်90ထွက်တယ်အမှ53ဆိုပြီးလိုက်ထွက်ပြီဆို4ခွက်ထွက်ပြီပေါ့နော်ဒီမှာကျွန်တော်4ခွက်ထွက်ပြီဆိုရင်ဒီဘက်မှာကြည့်မယ်86လို့ထွက်ပြီးတော့6438 6438ဆိုတော့ကိုရမှာ60 34 68 3ခွက်လိုက်ထွက်ပြီပေါ့နော်ဒါဆိုရင်ဒီဘက်မှာကျွန်တော်ကြည့်မယ်86လို့ထွက်ထားတယ်1248ဆိုလေးလုံးအဲ့ဒီမှာ88ထွက်တယ်48ထွက်တယ်ဆိုတော့ကျွန်တော်အမှနှစ်ကွက်ထွက်ပြီးထားတယ်ဆိုတော့ဘလို့ယူလေဒီကောင်ဘောတော့ကြောမလာဘူးထွက်ခဲ့ရနော်ဆိုတော့ဒါဆိုရင်ဒီဘက်မှာ86လို့ထွက်ပြီးတော့3ညာ3ခုလေးဆိုရခုဒီဝေးဒီဘက်မှာဒီဘက်မှာ3ညာ3လေးပေါ့နော်လူကြီးတွေဟာနော်တော့ပူပါတယ်အဲ့ကောင်ကတော့ကျွန်တော်အပူပါတယ်ပေါ့နော်အဲ့ကိုပြီးတော့နာနဲ့ဒီဘက်မှာဆိုကြည့်ရတော့ပြန်ကြည့်မယ်3လုံးဝေးထပ်ပြီးနော်3လုံးဒီကောင်ကဒီ28လို့ထပ်ပြီးတော့ရင်သူဒီပင်နှစ်ပတ်ဘေးမှာရှိရဲ့4429ဆိုတဲ့အခုအဲ့ဒီဘက်တွင်းမှာထွက်ပြီးရမယ်အောက်ဘက်တော့24နော်4429မှာ24ဆိုပြီးထွက်ခဲ့တယ်ဒါကြောင့်28ထွက်တယ်19နှစ်ဆိုတဲ့အခု3လုံးပေါ့နော်19နှစ်ဆိုတဲ့အခုမှာ90နှစ်ထွက်တယ်21ထွက်တယ်1ထွက်တယ်3ခွက်ထွက်ပြီပေါ့နော်ဒါလိုပဲမှာ28ထွက်တယ်ခုံ3 8လေးဆိုလေးလုံးခုံ3 8လေးဆိုလေးလုံးပဲမှာ30ဆိုနော်ခုံ3 8လေးဆိုအခွေမှာကျွန်တော်တို့48ထွက်တယ်အဲ့ဒီမှာတော့တစ်ခွက်ပဲထွက်ပြီးရတယ်နော်ဆိုလို့ရှိရင်ဒါကျွန်တော်ကြည့်28လို့ထွက်ပြီးတော့ရင်9လေးတစ်ဆိုတော့3လုံးကိုရအောင်နော်အဲ့ဆိုကျွန်တော်9လေးတစ်အဲ့3
တုံးလုံးဝေးလေးမှတ်ထားသူကကိုရဒီကူတဲ့တော့မဟုတ်ဘူးနော်5လေးတက်မဟုတ်ဘူးတမရှိသေးတယ်ဆိုသူကဒီ28လို့ထွက်ပြီးတော့ရင်သူအဲ့ဒီဘက်ထွက်မှာပဲထွက်ခဲ့တယ်ဂျာဒီကျွန်တော်တို့ဘော်ဒဘူးနဲ့အင်္ဂါနဲ့ထွက်ခဲ့တယ်88ဆိုတော့တုံးလုံးအဲ့တုံးလုံးဝေးရလဲဒီမှာကျွန်တော်88ဆိုပြီးရှာပြီးတယ်နော်ဒါဆိုတော့28ထွက်ရင်144 114ဆိုတော့အခု1ဆိုပြီးတော့ဒီမှာရိုက်ပြီးတယ်ဒါဆိုဒီ28လို့ထွက်ထားပြီ243ညာဆိုတော့အခုကျွန်တော်20ဆိုပြီးတော့ရိုက်ပြီးတယ်အဲ့ဒီဘော်ဒဘူးမကြုံခဲ့တာလေနော်ဒါဆိုရင်ဒီ28ထွက်ပြီးတော့ရင်243ဆိုတော့အခုပေါ့နော်အခုရ243ဒီနှစ်ခုရမိတ်ဆွေလို့ကြိုက်တဲ့အခုလို့ကစားအောင်နော်အခုရှိတယ်5လေးတည်ပြီး243ကြိုက်တဲ့အခုလို့ကစားလို့ရတယ်မွေးဘွားအနေနဲ့ကျွန်တော်ယူပြီးစားရှိတယ်ဒါလည်းမပြတော့ဘူးနော်ဆိုတပတ်စားအတွက်ဆိုရင်တော့ပတ်တီးယူတော့ပတ်တီးရှောင်းလေးကျွန်တော်မပြတော့ဘူးနော်ဆိုတော့တပတ်စားဆိုရင်ဒါကျွန်တော်အင်္ဂါမကျော်နှစ်ကိုပတ်တီးအဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးနှစ်ပေါ့ဒါပေမဲ့ဒီဘက်မှာနီကိုထွက်လာလိမ့်မယ်နော်နီကိုထွက်လာလိမ့်မယ်အဲ့ဆိုနှစ်ပတ်တီးအင်္ဂါမကျော်မှာကြိုက်တယ်ပေါ့ဒါအကြိုက်ဆုံးပြောနော်ကနန်းနှလုံးရှိတယ်နှစ်ကိုပတ်တီးဘောလုံးမကျော်ဆောပြောလို့ပဲ3-4ခုဘောလုံးမကျော်တပတ်ဆောင်တော့9လေးတစ်ရှိမယ်3လေးရှိမယ်တပတ်ဆောင်ဘရိတ်ကတော့9-3ညာရှိမယ်တပတ်ဆောင်ဘူးကတော့နော်9-90 9-4 3-4-44အဲ့ကွက်တည်းတပတ်မှာသူကပြောချင်တာဒီအပူတောက်ကြနေညနေမှာဘူးလေးလို့ထွက်ပြီးတိုင်းမှာဒီကနန်းကွက်တည်းအနေနဲ့နှစ်ကွက်လောက်ကတော့တော့မနာဘူးကြနော်ဒါနေအောင်တော့ထုတ်လို့ကြတော့ဒါလေးကိုပွေထုတ်မှဆိုရင်နော်စာတိုးလေးပွေထုတ်မှဆိုတော့ကြိုက်တယ်ပတိတလုံးလာရှိတယ်နော်ကဲအားလုံးကဒီလေးတော့ဒီလောက်ပါနော်အဲ့တော့ကျွန်တော်တို့ဒေးတိုက်တွေကိုတော့ကျွန်တော်မနက်ဖြန်မှထင်နေတယ်အဲ့မရှိလို့အနေနဲ့လည်းကျွန်တော်ဒီဘက်ဓာတ်တွေကိုတစ်ပတ်စာအခုရအပတ်တိုင်းမှာဖောက်နေအခုလို့နော်မထွက်တာလည်းမထွက်ခဲ့တာလည်းရှိမှာပေါ့ဒါဒီကောင်လေးကကျွန်တော် free ပေးတာနော်အဲ့အတွက်မိတ်ဆွေတို့တွေနဲ့ကြာကျွန်တော်အကောင့် Facebook အကောင့်အဲ့ကောင်လေးကျွန်တော် line share လုပ်ပြီးပါနော်မတဲ့မိတ်ဆွေတွေကလည်းတင်တယ်မြအမြဲတွေ့အောင်ပေါ့တင်တယ်မြအမြဲတွေ့အောင်အကောင့်လေးအထောက်ပြီးဖိတ်ခေါ်နော်အားလုံးပဲမင်္ဂလာညချမ်း